ပရိသတ်ကြီးတို့ကြီးစောင်းရင်ချမ်းမဲ့ကျွန်တော်တို့ရဲ့ကြော်ဆောင်ဝင်းရဲ့ထူးပွဲကြီးကတော့ရောက်ရှိလို့လာပါပြီအခုမြန်မာ fighter တွေထဲမှာကျွန်တော်တို့အမျှော်လင့်ရဆုံး fighter ကတော့ကြော်ဆောင်ဝင်းပဲဖြစ်ပါတယ်ကြော်ဆောင်ဝင်းဟာလိမ့်မြင်ကြောင်ရှုံးခဲ့တယ်ဒီပွဲမှာသူနိုင်သိရင်သားနဲ့ရှုံးခဲ့တယ်ပေါ့နော်ပြင်ရမယ့်အချက်တွေလည်းအများကြီးပဲအဲ့ဒါကိုဒီကနေ့ဘန်ကောက်မြို့ကိုဒီပွဲထိုးဖို့အတွက်ဘန်ကောက်မြို့ကိုမထွက်ခွာခင်မှာသူတို့ရဲ့ feathers တထေးကလည်းတည်တယ်ဗျကျော်ဆောင်ဝင်းအားသာချက်အားနည်းချက်ကိုသူအနေနဲ့လေဒါသဘောပေါက်တယ်တည်တယ်ဒါကြောင့်မလို့ပေါ့နော်ကျော်ဆောင်ဝင်းကိုဘာပြောလဲဆိုရင်မင်းနဲ့ခေါင်းသုံးပြီးတော့ကစားတဲ့နော်လက်တီတပေါက်ထဲဇွတ်မထိုးနဲ့လိမ့်မြင်ကြတဲ့ပွဲမှာသူ့အနေနဲ့ထိုးချက်တွေအများကြီးထိုးတယ်ဒါပေမဲ့မထိရောက်ဘူးဟိုကကာနေရသိမလားဆိုတော့ဟိုကဂက်ကာထားရိတ်ကကြတော့မထိဘူးတန်မြန်တိုက်ချက်တွေကျော်ဆောင်ဝင်းကိုထိတယ်ဒါကြောင့်အမှတ်နေတာဆိုတော့တတိယလည်းပြောတယ်ခေါင်းသုံးပြီးကစားပါတဲ့လက်တီတပေါက်တဲ့ဇွတ်မထိုးနဲ့တဲ့ပြီးရင်လည်းတိတိကျကျဖြစ်အောင်ထိုးတဲ့မင်းကလက်တီတပေါက်တဲ့ထိုးနေဟိုကဂက်ကိုပိတ်နေအောင်ကာထားမှာပဲတဲ့ဒါဆိုရင်ပင့်လက်တီသုံးလို့ရတယ်တဲ့ဘော်ဒီထိုးချက်တွေပြစ်တွင်းလို့ရတယ်တဲ့တရောင်နဲ့ရက်ချက်ပြစ်လို့ရတယ်တဲ့ခေါင်းသုံးပြီးကစားခဲ့တတိရှိအောင်လည်းမရဘူးခေါင်းလေးသုံးပြီးကစားဆိုပြီးတော့နော်ပြီးတဲ့ကကြအခြေခံချက်တွေကိုမမေ့နဲ့ဆိုပြီးတော့ဒါကန်ကောင်းပါစီကွာဆိုပြီးတော့နော်ကျွန်တော်ရဲ့ဒါကျော်ဆောင်ဝင်းကို feathers တတိကအရေးပေါ်ပဲသတိပေးလိုက်တာပဲဖြစ်ပါတယ်ဒါဟာမနေ့ပြန်ကျော်ဆောင်ဝင်းအတွက်အင်မတန်မှအသုံးဝင်ပါမယ်เนาะကျော်ဆောင်ဝင်းကလက်တိပေါက်เนาะအရန်ကောင်းနေဒါပေမဲ့ကျွန်တော်တို့အခုဆလဒန်ကတော့အရန်ကောင်းတဲ့ fighter မဟုတ်ဘူးဒါပေမဲ့ပြိုင်ပွဲတန်းကျွန်တော်အထင်သေးလို့တော့မရဘူးကျွန်တော်တို့เนาะအသေးချာပေါ့ကျွန်တော်တို့သူကတော့ကန်စစ်နဲ့ဆော့မှာပဲဆလဒန်ကတော့ဟုတ်လားကျော်ဆောင်ဝင်းကတိုက်စစ်ဖွင့်လိုက်မယ်เนาะဆိုတော့လက်တိတပေါက်နဲ့မရဘူးခြေခံချက်တွေလာရမယ်တရောင်တွေလာရမယ်အုံနောက်သုံးပြီးကစားမှကျွန်တော်တို့ကောင်းမွန်နိုင်မယ်ပေါ့เนาะဒါမဲ့လေဒီပွဲကကျော်ဆောင်ဝင်းအတွက်ပွဲချောင်နေလို့ကျွန်တော်အနေနဲ့ပြောလို့ရတယ်ပြန်မဲ့ကိုအထင်သေးတာမဟုတ်ပဲမဲ့လေဒီပွဲကလိမ့်မြင်ကြတဲ့ထူတာတဲ့ဆိုင်တော့အများကြီးတက်တာတွေကျွန်တော်ပြောလို့ရတယ်ကျော်ဆောင်ဝင်းနိုင်ဖို့သေးကြပါရီကျွန်တော်မနေ့ပြန်ကြရင်အောင်ပွဲခံကြမယ်နော်